吧，因为咱们那老母一个人要玩呢，母什么表过来，别嘛都跑过洋牛嘛。而母呢，就那一他嘞，苗栗人呢，那些嘛是啥个的就那编判呢，甘肃甘高就是江流，编表编进去撇了。甘肃甘高是啦，ဒီလိုကရောတရားမှာတောင်ရလှုပ်ရှားနေတဲ့သားဖတ်နေအောင်ရှိတယ်ပေါ့နော်။သားလေးကအရွယ်ရောက်နေပြီ16နှစ်လောက်ရှိနေပြီ။အဖေသူတို့သားဖတ်မှာနှုတ်ညစ်စားလို့ရတယ်မြင်းမတကောင်ရှိတယ်မြင်းတို့ညှစ်ပြီးသူတို့ရောင်းစားတယ်။အဲ့ဒါလေးနဲ့သားဖတ်เนี่ยဟိုပင်လေးဆိုင်ဒီပင်လေးဆိုင်နဲ့သူတို့တောင်ရလှုပ်ပြီးတော့နေကြတော့သူတို့ကသူတို့အစဉ်ပြေကြတာပေါ့နော်သားဖတ်เนี่ยအမေကဆုံးသွားပြီကြာတော့သူတို့အစဉ်ပြေတယ်လို့ပဲလုပ်ကြတာတနည်းကြတော့ရွာသားတွေကပြောကြသူဟိုဖြစ်တဲ့မြင်းမနှုတ်ညစ်ကြီးရောင်းစားနေမြင်းမဘယ်ထွက်သွားမှမထွက်ပြေးတော့ဩဒီသားဖဒါလေးနဲ့အမိပြုပြီးစားရတာအခုတော့မြင်းမထွက်သွားတော့ဒီသားကကန်ဆိုးလိုက်တာအဖိုးကြီးကိုလာပြောပြအဖိုးကြီးကဒါလည်းကန်ဆိုးတယ်လို့မဆိုနိုင်သေးပါဘူးတဲ့အဲ့ဒါနဲ့တပတ်လောက်ကြာတော့အဲ့မြင်းမပြန်လာတော့ကမြင်းညိုကြီးကြီးတစ်ကောင်မှပါလာမြင်းမနဲ့ကြိုက်ပြီးသူကပါလိုက်လာတော့ဘာသာတွေကပြောပြန်ဒီဘိုးကြီးကတားပါကန်ကောင်းလိုက်တာမြင်းမထွက်သွားတယ်နဲ့မြင်းကြီးတစ်ကောင်မှလက်ဆောင်ပူရလာတယ်ပေါ့ကိုရဒါလည်းကန်ကောင်းတယ်လို့မဆိုပါဘူးတဲ့အေးစီးလေးပဲသူကအဲ့ဒါနဲ့အဲ့မြင်းကြီးကတကယ်ထောင်ထောင်မောမောတောင်းတောင်းရင်းရင်းဆိုတော့သူ့သားလေးကတက်ပြီးတော့မြင်းပေါ်တက်စီရမြင်းကြောင့်မသိတော့မြင်းကခါချလိုက်တဲ့ခါကျတော့ခါလေးကခြေတော့ကျိုးသွားတော့မလုံနိုင်မကင်နိုင်တော့နော်ဘိုးကြီးကပြုစုရတာပေါ့အဲ့တော့ရွာသားတွေကပြောပြန်ဩဒီသားဖလေးနှစ်ယောက်ရှိတာသားလေးကခြေကျိုးသွားတော့ကန်ဆိုးလိုက်တာလို့ပြောပြန်ဒါလည်းကန်ဆိုးတယ်မဆိုနိုင်သေးပါဘူးတဲ့အဲ့တိတ်မကြောက်ရတတတပတ်လောက်ကြာတဲ့ခါကျလက်နဲ့ကန်လူစုကလူပစ်စုဆောင်တော့ဝင်းလာပြီးဖမ်းပါပြောယောက်ျားအရွယ်ကောင်းမှမြတ်အကုန်ဖမ်းသွားဒါမဲ့သူအဖိုးရဲ့သားမှခြေတော့ကျိုးလို့ထတော့မထနိုင်မဲ့ထောနဲ့နဲ့မထနိုင်ဖြစ်နေတဲ့ခါကျတော့သုံးသားလို့မရဘူးဆိုပြီးခေါ်မဖမ်းတော့ဘူးပေါ့အဲ့တော့ရွာသားတွေကပြောရန်ဒီဘွေးတာဖကန်ကောင်းသွားပြန်ပြီပေါ့ဒါလည်းကန်ကောင်းတယ်လို့မပြောတော့ဘူးအဲ့ဒါမင်းနဲ့ရွာကာလာသားတွေလည်းမှသူတယောက်ပဲကြံခဲ့တယ်သူတယောက်ပဲကြံတော့ဒီကောင်လေးကဟိုပတ်စံနာမရှိတော့ဘူးရုပ်ကလေးကဖြောင်းပြရုပ်ချောလေးအဲ့တော့တကြီးသမီးကလည်းကြိုက်တယ်မြေပိုင်ရှင်သမီးကလည်းကြိုက်တယ်တကြီးသမီးမှာဩဇာအာဏာရှိတယ်မြေပိုင်ရှင်သမီးမှာပတ်စံရှိတယ်ပတ်စံရှိတော့လူမရှိတယ်အဲ့ခါကျတော့ဒီကောင်လေးကိုအပြိုင်ကြိုက်ကြတာပေါ့နော်ကြိုက်တဲ့ခါကျတော့ဒီကောင်လေးကိုသူ့ဘက်ပေါင်ကိုယ့်ဘက်ပေါင်လူကြတာပေါ့လူကြရင်လည်းပြောကြရင်လည်းရံဖြစ်ကြတယ်ရံဖြစ်ကြဟိုဘက်ကအုပ်စုနဲ့တကြီးဘက်ကအုပ်စုနဲ့မြေပိုင်ရှင်ဘက်ကအုပ်စုနဲ့တီးကြအကုန်လုံးတရွာလုံးအော်လောင်းရင်းနေဖြစ်တယ်ရွာလူကြီးတွေကခေါ်ပြီးတော့မဖြစ်တာလဲပေါ့ဒီလိုကြောင့်ဖြစ်တာအဲ့တော့ဒီရဲ့အကြောင်းရင်းအားလုံးအကြောင်းခံလိုက်ရင်တော့ဒီကောင်လေးကြောင့်ဒီကောင်လေးသားပါရွာမှာရှိနေဒီပြဿနာပြီးမှမဟုတ်ဆက်ပြေဦးမှာပဲအဲ့တော့ဒီကောင်လေးသားပါရွာမြင်ထုတ်တယ်ဆိုပြီးတော့တခါလေသူတို့ကလူကြီးတွေစိုးပြပြီးလှုပ်လိုက်တယ်အဲ့တော့ပတ်စံရှိအာဏာရှိတဲ့လူတွေကအနိုင်ကျင့်စင်ရဲသားတွေကတော့ခါတာကြည့်တယ်အဲ့တော့ကောင်လေးသားပါလဲမတတ်နိုင်ဘူးထိုးရတာပေါ့အထုပ်ကလေးကိုစီဆွဲပြီးတော့ရှိတဲ့မြင်းနှကောင်နဲ့ထွက်ရတော့ထွက်တဲ့ခါကျတော့ရွာသားတွေကထွက်သွားတယ်အိမ်ကထွက်သွားတဲ့ခါပြောတယ်ဒီဘိုးကြီးသားကကန်ဆူလိုက်တာဒါလည်းကန်ဆူတယ်လို့မဆိုပါသေးပါဘူးအဲ့ဒါနဲ့သူတို့လမ်းရောက်ပြန်တဲ့ခါကျတော့အဲ့မြင်းနှကောင်နဲ့သူသွားနေတော့မှနယ်လက်ပြန်လာတဲ့နယ်သားရက်မြင်သွားတာမြင်းတော့အဲ့ဒီမြင်းကငါခြံတွေကငါစောင်းတွေကမြင်းနဲ့တူလိုက်တာလို့သူကြည့်အနာကတော့သူမြင်းပြည့်ဟမ်
ဘုရားတို့သားဖာဒီမြင်းခိုးလာလားအားဟုတ်ပါဘူးတဲ့သူမြင်းမပျောက်သွားလို့ပြန်လာတဲ့ခါကျတော့အဲ့ဒီမြင်းပါလာတာပါတဲ့ကျွန်တော်ခိုးတာမဟုတ်ပါဘူးတဲ့အဲ့မြင်းပေါ်တက်စီလို့ကျွန်တော်သားတော်မှာအခုချီကျိုးလို့ထောင်းနေဖြစ်နေပြီတဲ့အဲ့ဒါနဲ့မြို့သားရရိုးလေယူသားတယ်တနာလေတနာတယ်အိမ်ခေါ်တော့ဟိုကောင်လေးကငကိုကရုပ်ကဖြောင်းတော့မြို့သားကြီးသမီးကပါကြိုက်ပြန်တော့ကျတော့မြို့သားကြီးကသမီးကိုကြိုက်တယ်သူ့ကိုလိုချင်တယ်ဘာညာဆိုမြို့သားကြီးသမီးကလည်းသူ့သမီးကိုရမ်းချစ်တော့မိတဆိုးလေးဆိုတော့လိုလိုက်တာပြေးစားလိုက်အဲ့ဒါနဲ့မြို့သားတမက်ဖြစ်သွားတော့ယောဟန်လူတွေကလူကြုံနဲ့လှမ်းပြောတယ်ဒီဘုရားသားကကံကောင်းလိုက်တာအဖိုးကြီးကလည်းပြန်ပြီးလူကြုံနဲ့ပါလိုက်တယ်ဒါလည်းကံကောင်းတယ်လို့မဆိုတာသေးပါဘူးအဲ့တော့နောက်တာဘာတွေဖြစ်မလဲဆိုတော့မသိသေးတော့ဘူးအဲ့တော့ဘဝမှာကံဆိုးတာကံကောင်းတာတလက်စီဖြစ်နေတာပဲကံဆိုးပြီးကံကောင်းလာတယ်ကံကောင်းပြီးကံဆိုးလာတယ်အဲ့တော့ကံကောင်းတဲ့အချိန်မှာငါကံကောင်းလာပြီဆိုပြီးတော့သိတော့ကိုယ်တော့မမြင်နဲ့ကံကြမ္မာတစ်ချက်ဆောင်လို့မြောင်းလေးရောက်သွားမှာတခါတစ်ချက်ဆောင်တယ်မြောင်းလေးရောက်သွားမှာကံကြမ္မာတစ်ချက်ပြောင်းတယ်တခါလဲကောင်းစားသွားပြီးတော့ချမ်းသာသွားနိုင်တယ်ဒါကြောင့်ဆင်းရဲနေပြီးတော့ခုနအခက်အခဲပြဿနာတွေအကျိုးတွေဝိုင်းနေတဲ့လူတွေအာမငယ်နဲ့ကံကြမ္မာတစ်ချက်ပြောင်းသွားဆောက်ကံကြမ္မာတစ်ချက်ပြောင်းရင်ကောင်းစားပြီးတော့သူ့ဘဝလည်းပြောင်းသွားမှာလေအခုနပြောသလိုငါအဖေငါအမေကဘာရှိဖြစ်လို့ဟိုဘာတွေရှိလို့ဘာညာပြီးတော့ဟိုခုနဟိုထောင်လားမနေနဲ့ကံကြမ္မာတစ်ချက်စောင်းလာတဲ့တခါလဲမြောင်းနဲ့ရောက်သွားတယ်အဲ့ဒါလေးကျွန်တော်သတိပေးခြင်းလို့ဒီကံဆိုးကံကောင်းလေးကိုပြောပြတာပါအဲ့တော့လူတွေကကိုယ့်ဘဝရဲ့ကံဆိုးကံကောင်းဘယ်သူမှကြုံမသိနိုင်ဘူးအဲ့တော့ကံကောင်းခြင်းတော့နည်းရှိတယ်စေတနာကောင်းရင်ကံကောင်းတယ်တဲ့စိတ်ကောင်းမွေးပါလူတိုင်းပေါ်မှာစိတ်ကောင်းထားပါလူတွေကိုကူညီပါနောက်လူတွေကိုခုနပြောသလိုမကောင်းမပြောပါနဲ့မကောင်းမကြံစီပါနဲ့မကောင်းတဲ့ခုနဂုံးတိုက်စကားတွေတဝင်းတို့ရံလို့တဲ့စကားတွေမပြောမိအောင်နေကံကောင်းလာမှာပါတခုတော့ရှိတာပေါ့ကိုယုံကြည်တဲ့ဘုရားမှာတော့ဘာသာရေးယုံကြည်ချက်နဲ့ကိုကံကောင်းနီးလန်းနေနဲ့ကုသိုလ်ကံလေးတွေကံညံ့နေဖယ်ရှားပြီးတော့ကံကောင်းကြိုးစားလို့ရပါတယ်လို့ဒီနေရာမှာအချမ်းပြုတင်ပြချင်တာပါကံကောင်းကြပါစေကွန်မန့်မှာလည်းဖြစ်ဆွဲရေးပေးလို့ရပါတယ်ကြည့်ရှုသူအားလုံးကျေးဇူးပါ